အားလုံးပဲမင်္ဂလာပါရှင်ပြီးခဲ့တဲ့နေ့ကမင်္ဂလာတရားတော်38ပါးရဲ့ပထမဆုံးချက်ဖြစ်တဲ့အသေဝနာစာပါဠနံဆိုတဲ့ချက်ကလေးကိုတင်ပြပေးခဲ့ပါတယ်ကြည့်ရှုသူအပေါင်းလည်းနားဆင်သူအပေါင်းကျိုးများမယ်လို့လည်းမျှော်လင့်ပါတယ်ဒီတစ်ခါမှာတော့မင်္ဂလာတရားတော်ရဲ့ဒုတိယမြောက်အချက်ဖြစ်တဲ့ပฏิရူပဒေတာဝါဒအကြောင်းကိုဆက်ပြီးပြောပြပေးသွားခြင်းပါတယ်ပฏิရူပဒေတာဝါဒဆိုတာကမြန်မာလိုအလွယ်တကူမှတ်မိအောင်ပြောရမယ်ဆိုရင်တင့်တော်ရအရက်မှာနေထိုင်ခြင်းလို့အဓိပ္ပာယ်ရပါတယ်ဒီတော့ဘလိုနေရာမျိုးတွေကတင့်တော်ရအရက်ဖြစ်မလဲဆိုတာကိုလေ့လာကြည့်ကြရအောင်ပါကျမတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားကတော့တင့်တော်တဲ့အရက်ဒေတာမှာအဓိကအဖြစ်အချက်၅ချက်နဲ့ပြည့်စုံမှုလိုတယ်လို့မိန့်ကြားတော်မူခဲ့ပါတယ်အဲ့ဒီအချက်၅ချက်ကဘာလဲဆိုလို့ရှိရင်နံပါတ်1အနေနဲ့ကပฏิရူပအရက်တဲ့ပฏิရူပအရက်ဆိုတာကိုယ့်ရဲ့စီးပွားရေးလူမှုရေးဘာသာရေးတို့အတွက်တင့်လျော်တဲ့နေရာလုံခြုံတဲ့နေရာဖြစ်ရပါမယ်တဲ့ဥပမာအထီးကရုံးတွေမကြာခဏဖြစ်တဲ့နေရာအလောက်ကိုင်းခွန်လန်းမရှိတဲ့နေရာမျိုးကိုရှောင်သင့်ပါတယ်နံပါတ်2အနေနဲ့ကတော့တပ္ပရိတုပါဏိတယဆိုရက်ကိုယ့်အတွက်အားကိုးစရာပုဂ္ဂိုလ်ဆရာသမားကောင်းသူတော်ကောင်းတွေရှိတဲ့နေရာဖြစ်ရပါမယ်တဲ့အတတ်ပညာအသိပညာတွေသင်ကြားပေးမှန်သူရှိတာကိုပြောတာပါနံပါတ်3အနေနဲ့ကပုပ္ပေသကတ္တပုံညာတာတဲ့ဒီနေရာကတော့ရှေးကောင်းမှုရှိဖို့ခြင်းလို့အဓိပ္ပာယ်ရပါတယ်အရင်ကဒီနေရာမှာကောင်းမှုကုသိုလ်တွေပြုခဲ့မှုတဲ့အတွက်အခုချိန်မှာအကျိုးပေးနိုင်တဲ့နေရာမျိုးကိုဆိုလိုပါတယ်နံပါတ်4အနေနဲ့အတ္တသမပဏိတိဆိုတာကတော့ကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုကောင်းမွန်အောင်ထိန်းသိမ်းနိုင်တဲ့နေရာဖြစ်ရမယ်တဲ့။ပတ်ဝန်းကျင်ကြောင့်အကျင့်ပြတ်မှာကိုစွန့်ရင်ရတဲ့နေရာမျိုးမဟုတ်ဖို့လိုပါတယ်။နောက်ဆုံးချက်နံပါတ်5အနေနဲ့ကဘဟုတုတ္တဒီနောက်ဆုံးချက်ကတော့ပညာဘဟုတုတ္တတွေလေ့လာသင်ယူဖို့လွယ်ကူတဲ့အရက်ဒေတာဖြစ်ဖို့ပါပဲတဲ့။စာကြည့်တိုက်တက္ကသိုလ်ဘာသာရေးကျောင်းတွေအနီးနားမှာနေထိုင်ရတာမျိုးပါ။ဒီအချက်တွေပြည့်စုံတဲ့တင့်တော်ရာရဲ့မှာနေထိုင်ခြင်းဟာကိုယ့်ရဲ့ဘဝတိုးတက်မှုပညာရေးစီးပွားရေးနဲ့စိတ်ပိုင်းဆိုင်ရာအေးချမ်းမှုတို့အတွက်အခြေခံအုတ်မြစ်ကောင်းတစ်ခုဖြစ်စေပါတယ်။ဒါကြောင့်နေရာထိုင်ခင်းရွေးချယ်တဲ့အခါဒီချက်တွေကိုထည့်သွင်းစဉ်းစားသင့်ကြောင်းတိုက်တွန်းချင်ပါတယ်။ဒီနေ့အတွက်မင်္ဂလာတရားတော်အမှတ်နဲ့ဖြစ်တဲ့ပฏิရူပဒေတာဝါဒတင့်တော်ရာအရက်မှာနေထိုင်ခြင်းအကြောင်းကိုဒီလောက်လေးနဲ့ပဲညီကုန်းချုပ်ပြရစီ။နောက်ရက်တွေမှာလည်းမင်္ဂလာတရားတော်တွေကနောက်ထပ်အရေးကြီးတဲ့အချက်တွေဖြစ်တဲ့အတ္တသမပတိတိကောင်းမွန်စွာမိမိကိုယ်ကိုထိန်းသိမ်းခြင်းအကြောင်းကိုလည်းဆက်လက်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးရင်ဒီနေ့အတွက်ညီကုန်းချုပ်လိုက်ပါစေရှင်။